ကျမကြားဘူးတဲ့စကားလေးတစ်ခုရှိပါတယ်လူတိုင်းဟာမိဘဖြစ်နိုင်တယ်ဒါပေမဲ့မိဘကောင်ဖြစ်ဖို့ကိုတော့ကိုယ်တိုင်ရွေးချယ်ကြိုးပမ်းအားထုတ်ရတာဖြစ်ပြီးတော့ခေါင်းဆောင်မှုဆိုတာလေဒီတိုင်းမှာပဲတဲ့လူတိုင်းဟာခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်ဒါပေမဲ့ခေါင်းဆောင်ခေါင်းဖြစ်ဖို့ကိုတော့မိမိကိုယ်တိုင်ရွေးချယ်ကြိုးစားအားထုတ်ရတာပါတဲ့ခေါင်းဆောင်တဲ့လူတွေဟာရက်လက်ထွက်ဖို့တွေအလုပ်ဖြစ်ဖို့တွေနောက်လိုက်တွေပြောရွှင်မှုတွေဒါမျိုးတွေကိုအားထုတ်ကြတယ်အားထုတ်ပြီးတော့နောက်လိုက်တွေရဲ့အတားချက်တွေအလုပ်ဖြစ်မှုတွေကိုဒါသူတို့ကပြည့်ဖြစ်တတ်ကြပြီးသူတို့ရဲ့အားနည်းမှုတွေသူတို့ရဲ့စိတ်ဓာတ်ကြောင့်မှုတွေစိတ်မပါတာဒါမျိုးတွေနဲ့ကြုံတဲ့အခါမှာစိတ်ဆိုးတတ်ကြတယ်တဲ့တကယ်တော့တဲ့မိဘတွေကတဲ့တားတွေသမီးတွေအလုပ်လုပ်ရင်းနဲ့စိတ်ဓာတ်ကြရင်တော့၎င်းပညာရေးမှာနှိမ့်ကြရင်တော့၎င်းဆူရင်နာဆူမဲ့အပြစ်ပြောရင်နာပြောမယ်သူတို့ဆွတ်လွတ်လို့မရအောင်ပေါ့နော်ကျမတို့မြန်မာစကားပုံလို့တောက်ဆိုပလုံးဆိုဒါပြည့်ရိုးထုံးနိုင်ရှိတယ်တားဆိုသမီးဆိုပြည့်ရိုးထုံးနိုင်မရှိဘူးပေါ့ဒါပေမဲ့တဲ့ခေါင်းဆောင်မှုမှာလည်းဒီလိုပါပဲတဲ့နောက်လိုက်တည်းရဲ့ကောင်းတာတွေကိုပဲလိုချင်နေလို့မရဘူးမိဘတွေကတားသမီးတွေကိုပြုစုပြောထောင်သွားတယ်လို့ပဲကိုယ့်ရဲ့နောက်လိုက်တည်းရဲ့အားနည်းချက်တွေအတားချက်တွေသူတို့တစ်ခါတည်းစိတ်သက်ကြတတ်တာတွေပြိုချတတ်တာတွေဒါတွေကိုနားလည်ပြီးတော့ဆက်သွားမှသာလည်းစစ်မှန်တဲ့ခေါင်းဆောင်ဖြစ်မှာပါတဲ့လူတော်တွေနဲ့ပဲရွေးချယ်ပြီးအလုပ်လုပ်ချင်တဲ့လူကစစ်မှန်တဲ့ခေါင်းဆောင်မဟုတ်ပါဘူးလို့ဆိုင်ရေးဆရာဆိုင်မွန်စိတ်နဲ့ကသူ့ရဲ့ YouTube talk လေးမှာပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါလေးကိုမျှဝေပေးချင်တာပါ